ဆွဲတော့လေဝဲချီပြီးတဲ့အချိန်မှာမနဲ့အစောကြီးအိယာပြန်ထားတယ်၄နာရီမှာဆွဲတော့တိုက်ကိုသွားပြီးတော့ဖူးဖို့အတွက်ပေါ့နော်အကုန်လုံးအဖြူဝမ်းဆက်ဝစ်ကြရတယ်ပြီးသွားရင် max မျက်နှာမှာပေါ့နော် max တက်ရတယ်ပြီးသွားတော့ဖျားဝင်းထဲကိုမဝင်ခင်အားလုံးလူဆောင်သွားတဲ့အချိန်မှာဒီဖျားပန်းတွေဝယ်ရတယ်ဖျားကပ်ဖို့ပေါ့နော်အဲ့ဒါလိုတွေလုပ်ရတယ်ဆိုတော့တိုင်းရှိကိုရောက်လဲရောက်တော့အကုန်လုံးမိသားစုနဲ့ကိုယ်ကလည်းကိုတပ်ပုံရိုက်တဲ့သူရိုက်အားလုံးစိတ်တိုင်းကြတပ်ပုံရိုက်ပြီးသွားပြီဆိုတဲ့အချိန်ကြတော့မှဒီဖျားဘူးလာတဲ့အတူတူလာတဲ့ဖျားဘူးအဖွဲလိုက်ကြည့်ပေါ့နော်နှစ်ဖွဲလုံးစားတူရောက်80ကျော်ပေါ့အတူတူတပ်ပုံရိုက်တာကြီးလုပ်ကြရတယ်ပြီးမှဒီဘေးဘက်ပေါက်ကနေပြီးတော့ဖက်နက်တွေပါချွတ်ပြီးထားခဲ့ပြီးတော့မှအဲ့ကြတော့မှဖက်နက်ချွတ်ပြီးတော့ဒီဆွဲတော့တိုက်ထဲကိုစားပြီးဝင်ဖို့တွေလုပ်ရတယ်ပေါ့နော်ဒါကတော့မိသားစုတပ်ပုံတွေပါဆွဲတော့တိုက်ထဲလေးရောက်လဲရောက်ကောနဲနော်လူအောင်မဟုတ်ဘူးလူကယ်တွေရောတခြားနိုင်ငံကလာဖုန်းရသူတွေရောပြီးပါလို့ရှိရင်ကိုယ်လိုမျိုးတခြားနေရာနေပြီးတော့မှလာပြီးတော့ဆွဲတော့တိုက်ကိုလာပို့တဲ့သူတွေအများကြီးပါပဲအကုန်တန်းစီပြီးတော့စနေတကြနဲ့ပို့ဖို့အတွက်ကိုခေါ်ဖို့ခါရရောဆရာတော်တွေရောပြင်ပြီးတယ်ပေါ့နော်ဆွဲတော့ထားတဲ့အခန်းလေးရကြတော့ဒီဗီဒီယိုထဲမှာတွေ့ရတဲ့အလေကောင်းမှာရှိတဲ့အလုံဝေးရောင်တကားပေါက်လေးရှိတယ်အဲ့မှာအလေကောင်းမှာဟောအဲ့မှာအဲ့ဒီအခန်းအပေါက်ကလေးကနေပြီးတော့အပြင်ကနေချောင်းကြည့်ရတာပေါ့နော်အဲ့နေရာလေးတကားဖွင့်နေဆိုရင်အဲ့ရကနေချောင်းကြည့်ရတယ်အခန်းဆွဲတော့ကန်ပိတ်သွားတယ်ဆိုရင်ပေါ့နော်မဟုတ်ဘူးဆွဲတော့ကန်ဖွင့်ပြီးရဆိုလို့ရှိရင်တော့အခုနားနေဆောင်ကနေပြီးတော့အကုန်တန်းစီပြီးတော့တလဲစီဝင်ဖူးလို့ရတယ်ပေါ့နော်ဒီဆွဲတော်ကန်းရဲ့အောက်တက်မှာပဲမြင်တဲ့အခန်းပေါက်ဝါရှိတယ်အဲ့ဒီကနေပဲဆွဲတော်လှည့်ပွဲတွေစတင်မှုအတွက်စင်နေကနေပြီးတော့ဆွဲတော်ပင့်ဆောင်တင်တဲ့နေရာပေါ့နော်နနော်စေကျုပ်သွင်းထားတာ哦，谢谢大家。သူတို့အဖက်ကပါတယ်အနငါမော
ဒါညတော့ဟိုတော်တော်ကလည်းအဆင်ဖြစ်မယ်ဒီစီအရှိအဆင်က ညာလည်းပြောတယ်လုံးပါတယ်ညောင်း ကနေတာ ဒီလင်္ကာရဲ့အနေဆိုတော့တိုက်ကိုကြီးကျက်ဆောက်ရှောက်ပြီးတော့နိုင်ငံတော်တန်ခါနာယကလိုမျိုးဆရာတော်ကြီးပေါ့နော်သူ့ရဲ့ကြောင်တိုက်ကိုဝင်ပြီးတော့လဲဥတင်လျှောက်ထားခဲ့ကြတယ်ဝင်ဆရာတော်ကြီးကိုဝင်ဖူးခဲ့ကြတယ်ပေါ့နော်ဆရာတော်ကြီးကလည်းဒီစင်တူတော်လေးတွေပြန်ပြီးတော့လက်ဆောင်အနေနဲ့စွန့်ပြီးခဲ့တယ်ပေါ့နော်အမတ်တရားလည်းဖြစ်တယ်လို့ကုသိုလ်လည်းအများကြီးရပါတယ်ကန်ဒီကနေပြီးတော့ကိုလန်ဘိုကိုပြန်ကြပါပြီလမ်းမှာစားတော့ဆိုင်တစ်ခုမှာဝင်ပြီးတော့ဘူဖေးနေလေစားမယ်အဲ့ဒီမှာပြန်ပြီးတော့ဟိုဒီဖျားဖို့ကုမ္ပဏီကနေပြီးတော့အမတ်တရလက်ဆောင်မဲဖောက်တာတွေဘာတွေလုပ်မယ်ပြီးပါလဲဒူရင်ဒီဘူဖေးလေးကျွေးအောင်မယ်လို့ပြောတယ်